အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးသွားမယ်ဗီဒီယိုလေးတစ်ခုကတော့ဆက်ဆံရေးတစ်ခုမှာတည်မြဲဖို့လိုအပ်တဲ့အကြောင်းအရာ၅ချက်ကဘာတွေဖြစ်မလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခြေရေးတစ်ခုကိုစတင်ဖို့ဆိုတာလွယ်ကူပေမဲ့နှစ်နဲ့ချီပြီးရေရှည်ခိုင်မြဲအောင်ထိန်းသိမ်းဖို့ကြတော့မလွယ်ကူလှပါဘူးအချိန်တွေကြာလာတာနဲ့အမျှကနဦးကရင်ခုန်တန်တွေကပျောက်ကွယ်သွားတတ်ပြီးရင်းငွေစရာစကားများတာတွေဖြစ်တလာတတ်ကြပါတယ်ဒါဆိုရင်ဆယ်စုနှစ်တွေအထိအချစ်တွေမမေ့မလျော့ပဲခိုင်မြဲနေတဲ့ဇုံတွဲတွေရဲ့လျှို့ဝှက်ချက်တွေကဘာဖြစ်မလဲဒီနေ့ဗီဒီယိုမှာတော့တင့်ရဲ့အခြေရေးကိုကြောက်ဆောင်လို့ခိုင်မာသွားစေမယ်လက်တွေ့ကျတဲ့လျှို့ဝှက်ချက်၅ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ growing together ပထမဆုံးလျှို့ဝှက်ချက်ကတော့အတူတူတိုးတက်ရင့်ကျက်တာပါလူတစ်ယောက်ရဲ့စိတ်နေစိတ်ထားဝါသနာနဲ့ရည်မှန်းချက်တွေကအချိန်နဲ့အမျှပြောင်းလဲတတ်ပါတယ်ရေရှည်ခိုင်မြဲတဲ့ဇုံတွဲတွေဟာတစ်ယောက်နဲ့တစ်ယောက်ပြောင်းလဲမှုတွေကိုရင့်ကျက်မှုတွေကိုနောက်တစ်ယောက်ကနားလည်ပေးပြီးတော့အတူတူလိုက်လျောညီတွေဖြစ်အောင်ကြိုးစားကြပါတယ်မင်းအရင်ကလိုမျိုးမဟုတ်တော့ဘူးလို့အပြစ်တင်မဲ့အစားသူ့ရဲ့ပုံစံတစ်ကိုပါထပ်မံချစ်မြတ်နိုးပြီးဘဝရည်မှန်းချက်တွေကိုအတူတူပုံဖော်ကြတာပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့ you versus the problem ပါဒုတိယအချက်ကအလွန်အရေးကြီးပါတယ်ပြဿနာဖြစ်လာတဲ့အခါအတွေးအခေါ်မှန်ကန်ဖို့ပါအချစ်ရေးမှာစကားများတာသဘောထားကွဲလဲတာကတဘာဝပါဒါပေမဲ့သတိထားရမှာကပြဿနာဖြစ်လာရင်ငါကမှန်တယ်မင်းကမှားတယ်ဆိုပြီးတယောက်နဲ့တယောက်အနိုင်လူတိုက်ခိုက်တာမျိုးမလုပ်ပါနဲ့အဓိကလျှို့ဝှက်ချက်ကငါနဲ့မင်းဟာတစ်ဖွဲ့တည်းပြဿနာကရန်သူတို့သတ်မှတ်ပြီးနှစ်ယောက်သားလက်တွဲပြီးပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအာရုံစိုက်ဖို့ပဲဖြစ်ပါတယ်နံပါတ်3အချက်ကတော့တယောက်ရဲ့ love language ကိုတယောက်ကဖြည့်ဆည်းပေးတာပါတတိယအချက်ကတော့အချစ်ဖော်ပြတဲ့ဘာသာစကားကိုသိချင်းပဲဖြစ်ပါတယ်လူတိုင်းမှာအချစ်ကိုခံစားရတဲ့ပုံစံချင်းမတူပါဘူးတချို့ကချီးမွမ်းစကားကြားချင်ကြတယ်တချို့ကအချိန်ပေးရတာကိုကြိုက်ကြတယ်တချို့ကကူညီပေးတာမျိုးကိုသဘောကျကြတယ်ကိုချစ်သူကဘလို့ရာမျိုးကိုအချစ်လို့သတ်မှတ်လဲဆိုတာသိအောင်လုပ်ပြီးသူလိုချင်တဲ့ပုံစံမျိုးနဲ့အချစ်ကိုဖော်ပြပေးတာဟာဆက်ဆံရေးကိုပိုခိုင်မြဲစေပါတယ်စတုထအချက်တင်းငယ်တဲ့အရာလေးတွေကိုတန်ဖိုးထားအတိမတ်ပြုပေးခြင်းစတုထအချက်ကတော့အသေးဖွဲလေးတွေကိုအတိမတ်ပြုပေးတာပါတွဲတာကြာလာတဲ့အခါတစ်ဖက်လူကကိုယ့်အပေါ်ကောင်းပေးတာတွေကိုဒါကသူ့တာဝန်ပဲဆိုပြီးအရာရာကိုအလိုလိုရတဲ့ရထိုက်တဲ့ကိစ္စတွေလို့ထင်တတ်ကြပါတယ်တကယ်တော့မနက်ခင်းကော်ဖီဖြော်ပေးတာအလုပ်ကပြန်လာရင်ကြိုးတာစတဲ့သေးငယ်တဲ့ဂရုစိုက်မှုလေးတွေကိုတော့ကျေးဇူးပါပဲချစ်တယ်ဆိုပြီးအတိမတ်ပြုကျေးဇူးတင်စကားပြောပေးခြင်းကအချစ်ကိုအမြဲလန်းဆန်းနေစေပါတယ်ပြင်စမချက်နားလည်မှုရှိခွင့်လွတ်ပေးခြင်းနောက်ဆုံးအချက်ကတော့ခွင့်လွတ်ပေးနိုင်စွမ်းပါလောကမှာပြည့်ပြည့်စုံတဲ့လူဆိုတာမရှိပါဘူးကိုယ်တိုင်လည်းမှားတတ်တယ်လို့ကိုယ့်လက်တွေပေါ်လည်းအမှားလုပ်မိနိုင်ပါတယ်တမင်ရည်ရွယ်ချက်ရှိလုပ်တဲ့အမှားကလွယ်ရင်တာမန်အမှားတွေကိုစိတ်ထဲမှာညှို့သိမ့်မထားပဲနားလည်မှုရှိခွင့်လွတ်ပေးဖို့လိုပါတယ်အတိတ်ကအမှားဟောင်းတွေကိုခဏခဏပြန်ဖော်ပြီးရန်မရှာတာဟာရေရှည်လက်တွဲချင်သူတွေမဖြစ်မနေရှိရမယ့်အရေးချင်းပဲဖြစ်ပါတယ်အချစ်ရေးတစ်ခုရေရှည်ခိုင်မြဲဖို့ဆိုတာနေ့တိုင်းလူနှစ်ယောက်လုံးကစူးစမ်းတိဆောက်ရတာအမှုပညာရပ်တစ်ခုပဲဖြစ်ပါတယ်အခုတင်ဆက်ပေးသွားတဲ့အချစ်ရေးဆိုင်ရာလျှို့ဝှက်ချက်၅ချက်ကိုတင့်အချစ်ရေးမှာလက်တွေ့အသုံးချပြီးတာယာပျော်ရွှင်တဲ့ဘဝလမ်းခရီးကိုအတူတူလျှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ဖို့မမေ့ပါနဲ့အောင်နော်တင်းတို့စုံတွေရေရှင်ခိုင်မြဲတဲ့လျှို့ဝှက်ချက်ကောဘာဖြစ်မလဲဆိုတာ comment မှာမျှဝေပေးသွားလို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်